ကြီးငွေယူပြီးပြည်သူတွေဆန္ဒပြနေကြောင်းဝါရှင်တန်မြန်မာတန်ရုံးမှာသမ္မတကြီးကပြောသွားပါတယ်1988ခုနှစ်တွေကတည်းကယနေ့အချိန်ထိမခံရနိုင်လို့မြန်မာလူထုကစစ်အာဏာရှင်တွေကိုဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။အဲဒီမတိုင်ခင်နှစ်တွေမှာလည်းခေတ်အဆက်ဆက်ကတဲ့သူကျောင်းသားတွေဆန္ဒပြခဲ့ကြတာပါပဲ။ယုံကြည်ချက်နဲ့ဆန္ဒကိုထုတ်ဖော်ခဲ့ကြတာပါ။အခကြီးငွေယူပြီးဆန္ဒပြခဲ့ကြတာတယောက်မှမရှိခဲ့ပါဘူး။အဲဒီကျောင်းသူကျောင်းသားသူရဲကောင်းတွေတက်ရှိထင်ရှားရှိနေပါသေးတယ်။ကိုလူလူရဲ့ရင်ထဲကခံစားချက်ဆန္ဒအမှန်တွေကိုနားလည်အောင်လုပ်ပြီးဖြည့်ရှင်းပေးဖို့မကြိုးစားပဲတိမ့်သိမ့်သွားအောင်လုပ်ပြတာဟာတောင်းဝန်မယူခြင်းတဲ့သဘောကိုဖော်ပြနေပါတယ်။အကယ်၍အခကြီးငွေယူပြီးဆန္ဒပြသူတွေရှိခဲ့မယ်ဆိုရင်လေကျန်းဖို့တွေလက်ထက်ကမျိုးစုံသုံးပြီးနိုင်ငံရေးလက်ကွက်နဲ့နိုင်ငံရေးအမျက်ထုတ်ဖို့ကြိုးစားခဲ့ကြတဲ့အောက်လန်းနည်းတွေကတခုပဲဖြစ်နိုင်ပါတယ်။ရိုးသားတဲ့လူထုကိုအထင်သေးတဲ့စကားတွေနဲ့ဆွဆွဲနေမယ်အစားငါဘာလို့ပေးနိုင်လဲဘယ်လိုကူညီနိုင်တယ်လဲဆိုတာစဉ်းစားသင့်ပါတယ်တကယ်တော့မြန်မာလူထုအများစုဟာဆင်းရဲနွမ်းပါးရှာတဲ့လက်လုံလက်စားဘဝသမားတွေများပါတယ်စင်ကာပူရောက်တုန်းကလည်းထောင်တွေထဲမှာနိုင်ငံရေးသမားမရှိယုံကြည်ချက်ကြောင့်ထောင်ကျနေသူတွေမရှိဘူးရာဇဝတ်မှုကျူးလွန်လို့တည်ဆဲဥပဒေအရထောင်ကျနေသူတွေပဲရှိတယ်လို့သမ္မတကြီးပြောခဲ့တာဒီကြောင်ကြောင်တင်းတင်းလိန်ညာနေတာနဲ့တူနေပါတယ်မြန်မာနိုင်ငံကထောင်တွေထဲမှာနိုင်ငံရေးအကျဉ်းသမားဘယ်လောက်ရှိနေတယ်ဆိုတာနိုင်ငံတကာကသိနေပြီးသားပါတိုင်းပြည်အတွက်တကယ်လုပ်ခဲ့ကြတဲ့နိုင်ငံရေးသမားကြီးငယ်များကိုတကယ်လေးလေးစားစားထားရမယ်အစားပုံမှန်124ကတစ်ခွန်1နှစ်140ခွန်144 905စတာတွေနဲ့နာမည်တက်ဆွဆွဲပြီးကြမ်းကြမ်းဖန်ဖန်အဖြစ်ပေးတာတွေဟာကိုယ့်လူထုကိုနှိပ်စက်နေတာဖြစ်ပါတယ်လူကြီးလူကောင်းတွေမလုပ်သင့်တဲ့အလုပ်ပါ2008ခုနှစ်အခြေခံဥပဒေအတွင်ကူးပြောင်းရေးပြဋ္ဌာန်းချက်အခန်းမှာနဝတနာအဖစစ်အာဏာရှင်တွေလက်ထက်ကလွန်ကျူးစော်ကားခဲ့တာတွေဟာတိုင်းပြည်အတွက်လိုအပ်လို့လုပ်ခဲ့တာတွေဖြစ်လို့ပြန်လည်ရေးအရေးယူခွင့်မရှိတဲ့အကြောင်းပုံမှန်445နဲ့ကာကွယ်ထားပါတယ်ရန်ရှင်လူတွေကိုနှီးမျိုးစုံနဲ့တပ်ဖြတ်ဖမ်းဆီးနှိပ်စက်ခဲ့တာတွေဟာတိုင်းပြည်အတွက်လိုအပ်လို့လုပ်ခဲ့တာတွေမှမဟုတ်ပဲစစ်အာဏာရှင်တည်မြဲရေးအတွက်စတေးခဲ့တာတွေဆိုတာလူတိုင်းသိပါတယ်အဲ့ဒါတွေလုပ်ဖို့အမိန့်ပေးခဲ့တဲ့ဗိုလ်ချုပ်ကြီးတွေကြတော့တည်ဆဲဥပဒေနဲ့အရေးမယူပဲကာကွယ်ခဲ့တာတွေကကောတရားပါမလား2008ခုနှစ်အခြေခံဥပဒေဟာပြည်သူလူထုကောင်းကျိုးအတွက်လားစစ်အာဏာရှင်တွေကောင်းကျိုးအတွက်လားဆိုတာအလွန်ထင်ရှားပါတယ်နိုင်ငံခြားသတင်းဌာနကြီးတစ်ခုကအင်တာဗျူးမှာစစ်ဆိုးရအဆက်ဆက်ကလူခွင့်ရေးချိုးဖောက်ခဲ့မှုတွေအတွက်ဘယ်လိုတာဝန်ယူဖြေရှင်းပေးမလဲလို့သတင်းတောက်ကမေးတော့မြန်မာနိုင်ငံလက်ရှိသမ္မတကြီးကဝီတီတီဝါတာတာခိုလိုလိုဒီလိုလိုဝေးလေကြောင်ပတ်လုပ်သွားပါတယ်ဘာလို့လဲဆိုတာအတိအကျဖြေမသွားပါဘူးသမ္မတကြီးလည်းထိတ်တိုက်မိကုန်နေဖြေရဖန်များလာတော့ရှောင်းလင်ကုန်ဖူးကောင်းကောင်းတက်သွားပုံရပါတယ်ဒါကလည်းရှင်းပါတယ်2008ခုနှစ်အခြေခံဥပဒေမှာတော့ဒီလိုရက်တွေအတွက်တာဝန်မရှိကြောင်းအပြစ်မရှိကြောင်းဖြစ်ဖို့အတွက်ပုံမှန်445နဲ့ကာကွယ်ပြီးသားဖြစ်လို့အလွန်အလုံးကိုရှင်းပါတယ်ဘာမှဖြေရှင်းစရာမလိုကင်းလို့စီဖို့ဗျာပြီးခဲ့တဲ့တနင်္လာနေ့ကဘန်ကောက်ပို့စ်မှာတော့အနာဂတ်မြန်မာနိုင်ငံမှာစစ်တပ်ရဲ့အခမ်းကဏ္ဍဟာမဖြစ်မနေရှိနေအောင်ပါတဲ့ဆိုလိုတာကပြည်내တိုင်းနဲ့နိုင်ငံတော်အစိုးရအဖွဲ့တွေကစစ်တပ်ရဲ့25ရာခိုင်နှုန်းပါရမယ်ဆိုတာကြီးကဆက်လက်တည်ရှိနေအောင်မယ်ဆိုတဲ့သဘောကိုရည်ညွှန်းပြောဆိုသွားတာပဲဖြစ်ပါတယ်ဒါကြောင့်ပြောတာဒီမိုကရေစီဆိုတာလူထုအတွက်လားစစ်တပ်အတွက်လားဆိုတာတန်တရားဖြစ်လာတယ်လောလောဆယ်မှာတော့စစ်ဘက်ကလူကြီးသားသမီးတွေပုံစံအမျိုးမျိုးနဲ့နိုင်ငံတကာကိုထွက်ခွင့်ရကုန်ကြပြီလူထုဘဝကတော့နှင်းပြားကနှင်းပြားပါပဲဆန္ဒပြတာတော့လှုပ်ရှားကြတာတဲ့တိုက်ပွဲလီလီအောင်ပွဲခံပြီးလို့ဂျပန်ဒေါ်လာရေးပြီးဆုံးသွားတဲ့အခါဒုတောင်ဝင်ကြီးပြီးနိုင်ငံရေးတိုက်ပွဲတွေဆင်နွှဲဖို့ပဲလူတော့တယ်လို့ဗိုလ်ချုပ်ကစစ်တပ်ကိုပြောခဲ့ပါတယ်ဒါကြောင့်နိုင်ငံရေးလှုပ်ရှင်တဲ့စစ်တပ်အရာရှိကြီးငယ်တွေဟာစစ်တပ်ကထွက်ပြီးပြည်သူရဲဘော်လုပ်ခဲ့ကြပါတယ်ဖဆဗလာပါတီကိုစားပြုပြီးနိုင်ငံရေးတိုက်ပွဲတွေဆင်နွှဲခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်ကဗိုလ်ချုပ်ဦးအောင်ဆန်းကဖဆဗလာပါတီဥက္ကဋ္ဌဖြစ်ခဲ့ပါတယ်စစ်ယူနီဖောင်းစစ်တပ်အာဏာနဲ့နိုင်ငံရေးမလုပ်ပဲအရက်ဝတ်ပြည်သူရဲဘော်အဖြစ်နဲ့လွတ်လွတ်ကျွတ်ကျွတ်နိုင်ငံရေးလုပ်ခဲ့ကြတာဖြစ်ပါတယ်စစ်ထွက်တွေဖြစ်ပေမဲ့လူထုကချစ်ခင်ကြီးညိုတော့နိုင်ငံရေးပါတီအနေနဲ့ဝင်ပြိုင်လဲနိုင်ခဲ့တာပါပဲပြည်သူလူထုကအပြက်ကိုထောက်ခံခဲ့တာဖြစ်ပါတယ်ရဲဝန်စွန်စားယောက်ျားဇာနီဝါဆိုတာဗိုလ်ချုပ်တို့ခေတ်ကစစ်သားတွေလူတက်တည်ရှိရတယ်ပြတ်သားရတယ်တိုင်းပြည်ကိုတကယ်ချစ်ရတယ်ခုတော့ဗျာဝင်ပြိုင်စရာမလိုပဲ25ရာခိုင်နှုန်းစစ်ယူနီဖောင်းတွေနဲ့အစိုးရဖွဲ့တဲ့ဝင်ထိုင်ပြီးနေရာယူနေတာမြင်လို့မကောင်းပါဘူးရှင်းအောင်လုပ်ချင်ရင်ရှင်းပါတယ်အခြေခံဥပဒေမှာဘာပြင်မှာလဲပြင်ရင်တဲ့စိတ်တကယ်ရှိရင်ပြင်လို့လွယ်လွယ်လေးပါပြင်ရင်စိတ်မရှိရင်တော့စစ်ယူနီဖောင်းနဲ့25ရာခိုင်နှုန်းကအချောင်တက်တဲ့ရှိနေအောင်မှာဖြစ်ပါတယ်နိုင်ငံတကာကလည်းမြမဒီမိုကရေစီအပြောင်းအလဲကိုမျှော်လင့်ကြသလိုမြန်မာလူထုကြီးကလည်းတကယ်ကိုမျှော်လင့်နေကြပါတယ်တိုးတက်တဲ့ပြောင်းလဲမှုတစ်ခုကိုရဖို့မှာတန်ရန်တန်ဖိုးတွေရှိနေပါတယ်အဲဒါတွေကတော့ရိုးသားမှုနဲ့ကြိုးစားမှုပဲဖြစ်ပါတယ်ထိတ်ဆုံးကနေအောက်ဆုံးအထိလှုပ်ဆောင်ရမှာပါအထူးသဖြင့်တိုင်းပြည်ကောင်းဆောင်ဆိုသူတွေကအညာလိုင်းတွေမပါပဲ
ရိုးသားဖို့တကယ်လိုအပ်ပါတယ်မရိုးသားဘူးအလိညာတွေကိုပဲပြောနေမယ်ဆိုရင်လက်ရှိလုပ်နေတဲ့အပြောင်းအလဲတွေဟာအလဲအပြောင်းရုပ်ပြတွေပဲဖြစ်မှာပါရိုးသားကြိုးစားမှုတွေနဲ့တိုင်းပြည်တိုးတက်ကြောင်းတွေဆောင်ရွက်နိုင်သေးကြောင်းဆန္ဒပြုလိုက်ပါတယ်